ကောင်လေးတယောက်သည်အမိုက်ပုံးထဲတွင်ထူးဆန်းသောဆန္ဒထုတ်ဖော်ဆက်တစ်ခုကိုတွေးလိုက်ရသည်သူသည်လင်းကိုဂိမ်းကရိယာတစ်မျိုးဟုထင်ခဲ့သည်သူသည်ခလုတ်များကိုမစင်စားဘဲဖိနှိပ်စပြုခဲ့သည်ရုတ်တရက်ကပ်ပြားတစ်ခုဆက်ထဲမှထွက်လာသည်ကပ်ပြားပေါ်တွင်တင့်ဆန္ဒများကိုဖန်တီးပါဟုရေးထားသည်ကောင်လေးသည်လင်းကိုနောက်ပြောင်မှုတစ်ခုဟုထင်ခဲ့သည်ကက်ကိုပြစ်လိုက်ပြီးရေမောကာငါအချမ်းသာဆုံးဖြစ်ချင်တယ်ဟုပြောလိုက်သည်သို့သောသူ၏ရှာချောသွားပြီးလူသားအစားအတော်ကြီးဟုပြောလိုက်သည်နောက်တစ်စက္ကန့်တွင်ဆက်ကကဘာပေါ်တွင်အချမ်းသာဆုံးအတော်ကြီးဟုရေးထားသည့်ကပ်ပြားနောက်တစ်ခုကိုထုတ်လိုက်သည်ဤအရာကိုမြင်သောအခါသူသည်ဆက်ကအမှန်တကယ်အလုပ်လုပ်သည်ဟုစတင်ယုံကြည်လာသည်ယခုအလေးနက်ထားကမှန်ကန်သောဆန္ဒကိုဆုတောင်းရန်ကြိုးစားပြီးခလုတ်များကိုထပ်မံဖိနှိပ်ခဲ့သည်သို့သောအလောတကြီးကြောင့်သူကငါဖြစ်ချင်တာကဟုရုတ်တရက်ပြောလိုက်သည်သူစကားမဆုံးမီဆက်သည်အသက်ဝင်လာခဲ့သည်ရလတ်အနေဖြင့်သူသည်လူသားဘဝမှဝသောဘဲကြီးတစ်ကောင်အဖြစ်သို့ချက်ချင်းပြောင်းလဲသွားခဲ့သည်မည်သူမဆိုအလွယ်တကူဖမ်းမိနိုင်ပြီးกินနိုင်သောဘဲမျိုးဖြစ်သည့်ကြောက်လန့်တကြားဖြင့်သူသည်လူသားပြန်ဖြစ်ရန်ဆန္ဒပြည့်စက်စီသို့ပြေးသွားခဲ့သည်သို့သောထိုအချိန်တွင်တစုံတဦးကသူ့ကိုနောက်မှဆွဲဖမ်းလိုက်သည်သူသည်အနီးနားရှိဘဲကင်ဆိုင်ပိုင်ရှင်ဖြစ်သည်သူ၏ဆိုင်မှဘဲကြီးလွတ်လာသည်ဟုထင်ခဲ့သည်သူသည်ထိုဘဲလူသားကိုလှောင်အိမ်ထဲတွင်ပိတ်လောင်လိုက်သည်ထိုအချိန်တွင်သူသည်အကြီးမားဆုံးတုံးလုံးမှုကိုရရှိခဲ့သည်အရှိန်ပြင်းပြင်းမောင်းလာသောကားတစ်စီးသည်ဆန္ဒပြည့်စက်ကိုလုံးဝကြေးမွားသွားစေခဲ့သည်ယခုအခါသူလူသားပြန်ဖြစ်ရန်နည်းလမ်းမရှိတော့ပေ